ဆယ်လီတွေနဲ့ရုပ်ရှင်တရုပ်ဆောင်တွေထက်ကြော်ညာကများစွာရရှိကြတဲ့ဘောလုံးကစားသမားများကိုမင်းတို့သိလားဟုတ်ပါတယ်ဒီဘောလုံးကစားသမား9ယောက်ကတော့ဘောလုံးကွင်းထဲမှာအောင်မြင်မှုများစွာရရှိသလိုအပြင်လောကမှာလည်းပဲဆောက်ရမ်းကိုအမြင်ကြပါတယ်ကြော်ညာခတွေဆောက်ရမ်းစေးကြီးတာတိုင်းမှာသူတို့နဲ့အလုံးလုံးမဲ့လူတွေများစွာတန်းစီနေကြပါတယ်နံပါတ်5ကစားသမားကတော့မန်စီးတီးရဲ့6သွင်းဆက်ကြီးအာလင်ဟာလန်ပဲဖြစ်ပါတယ်လူငယ်ပရိသတ်တွေကြားမှာဆောက်ရမ်းရေပန်းစားတဲ့ဟာလန်ဟာကမ္ဘာကျော်ကြော်ညာတွေအတွက်တစ်ကြိမ်ကိုအမေရိကန်ဒေါ်လာ8သိန်းကနေတသန်းအထိရရှိနေပါတယ်နံပါတ်4ကစားသမားကတော့ရီယယ်မက်ဒရစ်ရဲ့ကျယ်ပွင့်ကီလီယန်အမ်ဘာပီပါကမ္ဘာဖလားချန်ပီယံဆုကိုငယ်ငယ်ရွယ်ရွယ်နဲ့ရယူထားနိုင်တဲ့အမ်ဘာပီရဲ့ကြော်ညာတစ်ခုအတွက်တန်ကြေးကတော့ဒေါ်လာ1သန်းကနေ1.5သန်းကြားမှာရှိနေပါတယ်နံပါတ်3ကစားသမားကတော့ဘရာဇီးရဲ့အမှုပညာရှင်နေမှာဖြစ်ပါတယ်ဆော်ဒီလိပ်မှာကစားနေပေမဲ့သူ့ရဲ့ကမ္ဘာတလွှားကပရိသတ်အခိုင်အမာရှိမှုကြောင့်နေမာရဲ့ကြော်ညာခဂျင်းငွေဟာပိုးတစ်ခုကိုဒေါ်လာ1.5သန်းကနေ2သန်းဝန်းကျင်ထိရှိနေတော့ပါပဲနံပါတ်2ကစားသမားကတော့ဘောလုံးလောကရဲ့ကန်ထဝင်ကစားသမားလီယိုနယ်မက်ဆီဖြစ်ပါတယ်အင်နာမိုင်ယာမီအသင်းနဲ့အတူအမေရိကန်ဈေးကွက်ကိုပါသိမ်းပိုက်ထားတဲ့မက်ဆီဟာကြော်ညာတစ်ခုကိုဒေါ်လာ2.6သန်းဝန်းကျင်ရရှိနေပါတယ်နံပါတ်1ကစားသမားကတော့ကြော်ညာလောကနဲ့ဘောလုံးကိုဖြစ်တဲ့ခရစ္စတီယာနိုယော်နယ်တိုပါပဲသူ့ရဲ့ Instagram မှာ follower အများဆုံးဖြစ်တဲ့ယော်နယ်တိုဟာကြော်ညာတစ်ခုကိုဒေါ်လာ3သန်းကျော်မှ3.2သန်းအထိရရှိနေပါတယ်သူဟာကွင်းထဲမှာတင်မကပဲစီးပွားရေးလောကမှာပါပြိုင်ဘက်ကင်းဖြစ်နေတာပါမင်းတို့ရောဒီဘောလုံးကစားသမားတွေထဲမှာဘသူ့ကိုအားကြလဲဆိုတာ comment မှာရေးခဲ့ပါအဆုံးထိကြည့်ပေးလို့စောက်ရမ်းကြစုတင်ပါတယ်နောက်ထပ်ဘောလုံးအကြောင်းအရာများအတွက် follow လုပ်ခဲ့ပါ